ဒီနေ့ကတစောင်းတိုင်းပိတ်ရဆိုတော့ကျွန်တော်ကအချိန်ပေးပြီးကြည့်ရတာတန်တဲ့ဇကာကောင်းလေးတွေကနဲ့မိတ်ဆက်ပေးချင်ပါတယ်တခြားတော့မဟုတ်ပါဘူးကျွန်တော်မိတ်ဆက်ပေးချင်တဲ့ဇကာကတော့အိန္ဒိယရုပ်ရှင်ပရိသတ်တွေကြားထဲမှာမသိသူမရှိတဲ့တောင်ပိုင်းမင်းသားကြီးဒန်နို့ရှိရဲ့အီတလီကဒိုင်းဆိုတဲ့ဇကာလေးတွေကနဲ့မိတ်ဆက်ပေးချင်တာပါဒီဇကာကမိဘနဲ့သားသမီးကြားမှာဖြစ်တဲ့ပြတာရှိတဲ့ပြဿနာလေးတွေနောက်ပြီးတော့လူကြီးနဲ့လူငယ်ကြားမှာရှိတဲ့သဘောထားကွဲလွဲမှုအကြောင်းအရာလေးတွေကိုတေချာလေးပုံဖော်ရိုက်ကူးထားတဲ့မိသားစုဒရာမာဇကာကောင်းလေးတကားပါဇလန်အချင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ရွာငယ်လေးတစ်ခုမှာဆန်မုတ်ရောင်းပြီးတော့စားတော့ဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားတဲ့လူတစ်ယောက်ရှိတယ်သူကအဲ့ဒီဆိုင်လေးကိုစီးပွားရေးအရာလောက်တာဖြစ်တဲ့အပြင်သူကိုယ်တိုင်ကဆန်မုတ်လောက်ရတာတဘောချပြီးတော့စိတ်အားထက်သန်စွာနဲ့ပဲအဲ့ဆန်မုတ်လုပ်ငန်းကိုလုပ်နေတာပေါ့အဲ့လိုမျိုးစိတ်အားထက်သန်စွာနဲ့သူ့ရဲ့ဆန်မုတ်လုပ်ငန်းမှာစိတ်နှစ်ပြီးတော့လုပ်နေတဲ့အတွက်ကြောင့်ဒီသူနဲ့ရွာနီးဆက်ချုပ်မှာရှိတဲ့ဒီရွာနီးဆက်ချုပ်မှာဆိုရင်သူ့ရဲ့ဆန်မုတ်ဆိုင်လေးကရန်ကုန်နာမည်ကြီးတဲ့ဆိုင်လေးတစ်ဆိုင်ပါသူ့မှာသားတစ်ယောက်လေးရှိတယ်သူ့ရဲ့သားကဟိုးငငယ်လေးကအဖေချေကနင်းပြီးတော့အချက်ပြုတ်ပိုင်းမှာသူကရန်ကုန်ပါရမီပါတဲ့လူတစ်ယောက်ပေါ့အဲအကြောင်းမလို့လည်းအသက်ကြီးရတဲ့အခါမှာအချက်ပြုတ်နဲ့ပတ်သက်တဲ့အကြောင်းကိုတက်ခဲ့တယ်အဲ့အကြောင်းပြီးသွားတဲ့အချိန်မှာတော့သူ့ရဲ့စီးပွားရေးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုချက်ထွင်ခြင်းပေမဲ့လည်းသူ့အဖေကအဲ့ဖေကလူကြီးပြပေါ့သူအလုပ်ပေါ်မှာချစ်တဲ့အတွက်ကြောင့်သူ့ရဲ့လက်ရစစ်စစ်ကိုပဲစားစေချင်တဲ့အတွက်ကြောင့်သူကဆိုင်ပွဲဖွင့်မှုကိုမလုပ်ချင်ဘူးအဲ့ဒါကြောင့်တားဖြစ်တဲ့သူကသူ့ရဲ့တိုးတက်အကြောင်းကိုရှာဖွေဖို့အတွက်မြို့တက်လာခဲ့တယ်အဲ့လိုနဲ့ကြိုးစားလာခဲ့တာသူအိန္ဒိယမှာရှိတဲ့မြို့ပေါ်ကနေပြီးတော့ဘန်ကောက်ကိုရောက်လာပြီးတော့နာမည်ကြီးစားတောက်ဆိုင်တစ်ခုမှာယာတူအကြီးကြီးတစ်ခုရရှိလာခဲ့တယ်။အဲ့ဒါတင်မကသေးဘူး။အဲ့ဒီစားတောက်ဆိုင်ပိုင်ရှင်ရဲ့သမီးနဲ့လည်းချစ်ကြိုက်ပြီးတော့လက်ထပ်ဖို့တီးဖြစ်လာခဲ့တယ်။အဲ့လိုမျိုးအဆင်ပြေနေတဲ့အချိန်မှာသူ့ရဲ့အဖေကပေါ့နော်ရွာမှာကျန်ခဲ့တဲ့သူ့အဖေကဆုံးမသွားပြီးတော့သူ့ရွာမှာကျန်ခဲ့တဲ့ဆိုင်ကိုအဖေကရွာမှာကျန်ခဲ့တဲ့ဆိုင်ကိုတားဖြစ်တဲ့သူကလက်လွှဲယူဖို့အတွက်ဖြစ်လာတဲ့အခြေအနေလက်လွှဲယူဖို့အတွက်အခြေအနေဖြစ်လာခဲ့တယ်ပေါ့။အဲ့ဒီအချိန်မှာသူသိလိုက်ရတာကသူ့အဖေရဲ့စားတောက်ဆိုင်ဟာရွာသားတွေအတွက်တော့တာမန်စားတောက်ဆိုင်လေးတစ်ခုအနေနဲ့တော့မဟုတ်ပဲနဲ့ဒီရွာမှာရှင်ကြီးမှုငွေနဲ့တစ်ခုအနေနဲ့တော့ဖြစ်နေတယ်ဆိုတာကို तू ကသိလိုက်ရတယ်။အဲ့ဒါနဲ့ပဲတခြားနိုင်ငံမှာအောင်မြင်မှုအကြီးကြီးရရှိခဲ့တဲ့တားဖြစ်သူတယောက်ဖခင်ရဲ့အမွေနှစ်ကိုထိမ့်ဖို့အတွက်ဇာတိမြေကိုပြန်လာရဖို့အတွက်ဖြစ်လာတဲ့အချိန်မှာတော့ဘလို့ဖြစ်လာမလဲ။နောက်ပိုင်းမှာသူ့ဖေရဲ့ဆိုင်ရတော့ဘလို့ဖြစ်လာမလဲ။ဒီစကားလေးမှာကမိဘနဲ့တားသမီးကြားကအကြောင်းအရာလေးတွေမိဘနဲ့တားသမီးကြားမှာဖြစ်တာရှိတယ်။ဒီလိုပြဿနာလေးတွေနောက်ပြီးတော့လူကြီးနဲ့လူငယ်ကြားမှာမတူညီတဲ့အတွေးအမြင်တွေနောက်ပြီးတော့ကိုကဘယ်နေရာဘယ်ဒေသကိုပဲရောက်ဇာတိမြေကိုယ့်ရဲ့ဇာတိမြေကိုပြန်လာတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတဲ့ခံစားချက်ဖြစ်ပေါ်လာတဲ့ခံစားချက်ဇာတိမြေရဲ့တန်ဖိုးပို့ပြီးတော့နားလည်အောင်တေချာလေးရိုက်ကူးပြသပေးထားတဲ့ဇာတ်ကားလေးတစ်ခါဖြစ်ပါတယ်ဒီဇာတ်ကားကိုဒီလိုမျိုးပိတ်ရမျိုးမှာဘာကြောင့်အချိန်ပေးပြီးကြည့်တယ်လဲဆိုတာကတော့ကိုယ်တိုင်သွားကြည့်မှပဲသိပါလိမ့်မယ်ဒီဇာတ်ကားကိုတော့ကျွန်တော်ရဲ့ channel မှာတင်ပေးထားပါတယ်ဇာတ်ကား link ကိုလည်းဒီ post ရဲ့ comment အောက်မှာပေါ်ပြပေးထားပါတယ်ဒါကြောင့်ပိတ်ရလေးမှာဒီဇာတ်ကားလေးကိုရင်ပတ်ကြီးနဲ့ခံစားပြီးတော့ကြည့်ရှုလိုက်ကြအောင်ဗျ